ကျုံဆုံကခွဲရမဲ့လောကဆင်လာမရှောင်နိုင်တဲ့လူဘဝရဲ့ဓမ္မတာဘယ်အရာဟာမြဲလွန်တဲ့မဆွဲအပ်ပါဘူးနေဝင်နေထွက်ရဲ့ခီးစဉ်မှာပြုံးလို့ရည်လဲဒီမျက်နှာငိုကရှိလဲဒီမျက်နှာပဲရင်ဆိုင်ကတွေ့ကြတဲ့ဒုဘဝတွေဟာအချိန်တန်တော့ကြောခိုင်းကြမှာပဲလူဆိုတာအမြဲမလန်းတဲ့ပန်းကလေးတွေလိုအကျွေးချင်အောင်နေလို့မရပါဘူးစင်ရဲ့ရဲ့လဲနှစ်တရားပဲထေးရရဲ့လဲနှစ်တရားချဲဘယ်လိုနီးတန်းဆဆလမ်းဆုံးအတူပါထာဝစဉ်ထာဝရတော့မရှိပါဘူးကံကြမ္မာရဲ့လမ်းပြလို့ရှိကခေါ်မေဘယ်လိုပဲနီးနဲ့ကောင်းခမလဲပေါ်ပေါ်လာပေါ်လူကြီးကိုစင်လိုက်တလိုက်ဒီကမှာပဲတမလွန်ဟာအလုံးအတွက်တနည်းတည်းမှာပါဘသူအရင်သွားမလဲမပြောနိုင်ဘူးရာရာဟာနေစာရဲ့ဘဝအောက်မှာပါရောင်နီဟာတစ်ချိန်တော့စီစားပဲလင်းလိုက်မောင်းလိုက်တဲ့ကမှချစ်သမျှသမျှရည်တစ်ပတ်ပါပဲခင်ဗျားတို့ကျွန်တော်တို့တို့ရဒီသင်္ခါရလောကကြီးရဲ့တဏှာဆိုတဲ့ရေပြင်မှာခီးတစ်ခုကိုပွာလာနေကြတဲ့လမ်းတွေ့ဧည့်သည်တွေပါပဲတွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာဆိုတဲ့အစဉ်အလာအတိုင်းပန်းကလေးလူမကြွေသေးခင်နေကလေးလူတောင်ဆွေမယ်တော့ခင်ပြမစုတရားလက်ကင်ထားလို့ဒီလောကကြီးကိုပါရလှပေါင်းဖန်ဆီးကြပါစို့လို့ကျွန်တော်ဆန္ဒပြုတိုက်တွန်းပါတယ်ကျုံဆုံကခွဲရမဲ့လောကဆင်လာမရှောင်နိုင်တဲ့လူဘဝရဲ့ဓမ္မတာဘယ်အရာဟာမြဲလွန်တဲ့မဆွဲအပ်ပါဘူးနေဝင်နေထွက်ရဲ့ခီးစဉ်မှာပြုံးလို့ရည်လဲဒီမျက်နှာငိုကရှိလဲဒီမျက်နှာပဲတမလွန်ဟာအလုံးအတွက်ဒီနေ့တည်းမှာပါဘသူအရင်သွားမလဲမပြောနိုင်ဘူးအရာရာဟာနေစာရဲ့ဘဝအောက်မှာပါရောင်နီဟာတစ်ချိန်တော့စီးစားပဲ